chú đồ bỏ đó khá lý này đồ quay la khẩm này đồ quay la rồi à này quý vô một hộp nên làm một đây nước ra nào đây này cao chưa chỉ còn theo rồi chú đồ giang này của nó theo không theo giang này vậy tôi làm nước tài liệu màဒါလေးကတော့ဖျားပေါ်စတက်ပြီပေါ့နော်မတရက်တက်ရဲနဲ့ဖျားပေါ်တက်မယ်ဆိုရင်ဘောင်းမီအပြေအတူကြီးမရပါဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်ပါကိုရှိလို့ကြတော့လူငယ်တွေဆိုတော့အခက်အခဲတစ်ခုတော့ရှိရပါပေါ့နော်ဖျားသွားမယ်ပြီးသွားရင်ပြည်သူရင်မင်းတွေကိုထပ်သွားအောင်မယ်ပေါ့နော်ဒါကဖျားမှာအမှတ်တရတပည့်တွေနဲ့ရိုက်ထားခြင်းဖြစ်ပါတယ်ပေါ့နော်အားလုံးလူစုံတက်ဆုံမှာပဲပေါ့နော်ဆိုင်တော့တရက်နားတယ်ပြီးတော့ဒါကကိုရှိလို့ရှေကုံဖျားနဲ့ပြည်သူရင်မင်းတွေဂျားတွေကမြေရောက်လှိုင်းမြေရောက်တရားလေးပေါ့နော်အဲ့ထဲကိုဝင်ပြီးတော့တပည့်နေပြပြပပလမ်းလျှောက်ကြတယ်ပေါ့တကားမရောက်ဘူးလို့ပါလို့ပြည်သူ့ညီတွေကိုမရောက်တာ15နှစ်လောက်ရှိပြီပေါ့နော်တကားမရောက်ဘူးပါဘူးပေါ့နော်ကိုချူကလိုင်းသားဆိုတော့နည်းနည်းလေးဝေးတယ်ပေါ့နော်ဒီဗီဒီယိုလေးမှာတခုတော့မှန်းခဲ့ပြီပါကိုချူကဘယ်မျိုးနေသားလဲပေါ့နော်အဲ့လေးမှန်းနေဆိုကိုချူဂေဝေးလက်ဆောင်လေးပေးဖို့ရှိရပေါ့နော်ဒါကတော့ကိုချူတို့အစပြီးတက်ပါပြီနေရောက်လှိုင်းတရားလေးပေါ့နော်ပြီးတော့ကိုချူတို့ပြည်သူ့ညီတွေကိုရောက်တယ်ပေါ့နော်ပြည်သူ့ညီတွေရောက်တဲ့အချိန်မှာအားလုံးလူစုံတက်ဆုံမှာပဲပေါ့နော်ရှာတယ်ပါလေဘယ်လိုပါလဲလို့တလူစရာတွေဟယ်လိုဒါကတော့ကျွန်တော်တစ်ဖက်ရေတို့ကျွန်တော်လိုက်ပြီးတော့ dot clay ပေါ့နော်သူတို့ကအဖေများတယ်ပေါ့နော်ဆော့မရှိဘယ်မရှိဆိုတော့အပြေကြုံရအောင်လို့နည်းနည်းပါစမာကလာလေးလိုက်ပြပေးရပါနော်စမာကလာရှိုးနဲ့မိုက်ပါတယ်စမာကလာလေးလိုက်ပြပေးရပါနော်ဒီကတော့မှဒါမျိုးမရှိဘူးတွေ့ကြရလို့ဗာဒီကအဲ့စာပြတော့ပါဒီညာကြီးပေါ့လားစာပြတော့ပါဒီညာကြီးပေါ့လားဒီနေရာလေးက1993 1994 1992 1990ပေါ့နော်အဲ့ခုနှစ်တမန်ဝေးရလူဆိုရင်ဒီအုတ်ခုံလေးမှာ correction man လေးနဲ့ရေးရလူငယ်တွေရှိကြရပေါ့နော်မင်းတို့လည်းရေးဘူးကြလားပေါ့နော်ဒီခေတ်ကလေးဟုတ်ပါဘာပြောချင်လဲရွှေချိုးလေးစားကြမှာပေါ့နော်ပြည်သူ့ရင်မြင်တွေကိုရောက်ပြီပေါ့နော်ဒါကိုချူတို့စစ်ဆေးပညာပြီးတော့ကိုချူပြည်သူ့ရင်တွေရှောက်လာပြီပြည်သူ့ရင်မြင်ရေကူးကန်တွေကိုမရောက်တာဆိုရင်တော်တော်ကြာပြီပေါ့နော်73နှစ်ဝန်းကျင်15နှစ်ပေါ့နော်10စုနှစ်တော့ကျော်သွားခဲ့ပြီကိုချူတို့ဒီထမင်းနေဟင်းနေရတော့ကိုချူတို့အိမ်ရတွေကချက်ပြုတ်ထည့်လာကြတာပေါ့နော်ဒါမင်းတို့ဂျော်ကီကအကွက်တစ်ခွက်နဲ့ထုတ်ကပြတာပေါ့နော်ဂျော်ကီဒီကိုချူရှိမှာတစ်နှစ်ကျော်သွားပြီပေါ့နော်သူပညာသင်တာခုသူကအကောင်းဆုံးသူဖြတ်တန်းတော့မယ်ပေါ့နော်စူးစမ်းမယ်ပေါ့โอเคဟုတ်ပြီဆိုတာသူ73ရက်နေ့ကျရင်သင်တန်းစစ်မှာပေါ့နော်အဲ့အတွက်လည်း model ခေါ်မယ်ပေါ့နော်သူရေးထားဒါကတော့ကိုချူတို့စားတောက်မယ်ပေါ့နော်ခလေးလည်းဘိုက်စားနေကြတော့အကုန်လုံးဝိုင်းစားကြရပေါ့နော်ကိုချူကတော့မစားနိုင်သေးပါဘူးကိုချူခလေးရစားတောက်ကတိတ်နေကြရပေါ့နော်အနည်းဆုံးအိမ်မှာ2လုံးချက်လောက်2အိုးချက်လောက်တော့ကုန်တယ်ပေါ့နော်ခလေးရစားပြီးတောက်ပြီးပါပြီဆိုတော့သူရေးတဲ့စိတ်မှုအချိုလေးတေးကြတာပေါ့နော်အေးတောက်တဲ့လူနဲ့စပီးတောက်တဲ့လူနဲ့ရေတောက်တဲ့လူနဲ့ပေါ့နော်ဒါခလေးရတော့ပြီးတော့အချိုရေတောက်ပြီးချိုတဲပြီးတော့ရေထဲမှာခလေးရတိတ်မပျော်ရှာဘူးပေါ့နော်လင်းမိုင်လိုပါပဲဆူလာလေးရေထဲလှုပ်လိုက်လို့ပဲပြန်ထဲကိုပြန်ခေါ်ရတယ်ပေါ့နော်ကိုချူကဘာကြောင့်ခလေးတုံးရလဲဆိုတော့ဒီခလေးကိုချူတာသမီတွေပါပဲပေါ့နော်ကိုချူတစ်ဖက်ဒီကိုချူကတာသမီလို့သဘောထားတာပေါ့နော်ဒါကိုချူခလေးလိုပဲပေါ့နော်အားလုံးပြည်သူ့ရင်မြင်တဲ့ကိုမရောက်တာ10စုနှစ်လောက်ရှိသွားပြီပေါ့နော်ရှိသွားချိန်မှာအများကြီးပြောင်းလဲသွားပါတယ်ပေါ့နော်ဒါဆိုရင်ရေလိုင်းတူလေးပါနေနော်ကိုချူလို့ဟိုလွန်ခဲ့တဲ့ခေတ်တုန်းကဆို10နှစ်အောက်ကဆိုမရှိသေးဘူးပေါ့နော်ခလေးကန်ကြီးကဒါပဲရှိရဲကိုချူခလေးတိတ်မပြောပါဘူးမှကြည့်ပါဒါဒီမှာချက်ပြီးဆိုမှပြပြန်တယ်နော်ဒါတော့ပြီးသွားပြီပေါ့နော်ကိုချူညနေ4နိုင်5နိုင်ဆိုပြန်ရပြီပေါ့နော်ပြီးသွားပါပြီမပြီးရင်ပြီးလို့မရပေါ့နော်ပြန်နှင်းထုတ်မှာပေါ့နော်ဒါကြီးကူပြီးသွားတဲ့ဒီကလာပါ4နိုင်5နိုင်ကျတော့ပြည်သူ့မြင်ပိတ်တယ်ပေါ့နော်ခလေးရနှောက်ဆက်တဲ့ကျင်တယ်ဒါကြောင့်ကပြရင်တော့ဘာလိုက်ဖို့မဲဆိုတော့အားလုံးကမကကျင်တဲ့လူမရှိပါဘူးအကုန်လုံးကကြတယ်ပေါ့နော်ဒါကိုစုတို့အတစ်ပါကိုရောက်သွားပါတယ်ပေါ့နော်စံကြောင်းအတစ်ပါသူကတော့ဆိုပါလေအချက်တောင်ဝင်ရှိရမင်းသားကြီးရှိမင်းစမ်းမှာရှိပါပေါ့နော်တော်တော်လေးမိုက်တယ်တော်တော်လေးကဲခဲ့ပါတယ်ဒီနေရာလေးမှာတော့ဒါကိုချူရဲ့ချစ်ရဆိုကိုချူကျောင်းတော်တငယ်ချင်းပေါ့နော်သူကစိုက်တက်လို့ခေါ်ပါတယ်ကိုချူချစ်ဆုံးတငယ်ချင်းပါအဲ့တော့တငယ်ချင်းတွေနဲ့ကိုချူတပည့်နဲ့ဘယ်လိုပါတောက်တယ်စားတယ်ကဲရပေါ့နော်ဒီကတော့ကိုချူတို့ကလုံလဲလုံတယ်တင်းနေတော်ရပါတယ်ပေါ့နော်အရင်ပစ္စည်းတွေမဟုတ်ဘူးတစ်ခါတလေပါပေါ့နော်ဒီခက်နားလည်ပြီးကြည့်ပါပေးပါဒီဗျာလေးမှာတစ်ခုရှိရကဒီတာတီးရဲ့အကိုပေါ့နော်တော်တော်မိုက်တယ်ဒီတာကိုကိုချူတို့ချစ်စမ်းမအောင်လို့ရှာနေကြည့်ပါပေါ့နော်အဲ့ဒါပြီးရင်ဒါလေးနဲ့
အဲ့နေရာမျိုးချက်ကြည့်ပါပေါ့နော်ဒီကတော့ကိုချိုတို့9ရောက်တယ်ကဲတယ်ပြီးရင်အိမ်ပြန်တယ်မနေ့ကအလုပ်ပြန်လုပ်အောင်ပါပေါ့နော်တင်တန်းဆိုတင်တန်းလေးချင်းရမယ်အမှစပါဘူးညာလုံးဝပုံမှန်ဒီဂီတာပွားနဲ့တီးရမှာရှာနဲ့တီးရမှာပေါ့နော်တော်လဲမိုက်တဲ့ထဲမှာပါတယ်ပေါ့နော်အဲ့ဒီဘာမှလုံးဝဒါကိုချူကလေးတွေကတိတ်မကဲဘူးပေါ့နော်ကိုချူရဲ့ကလေးတွေကကိုချူတားသမီးလိုပါပဲနော်ကိုချူတင်နနာရဲ့ဒါကိုချူအုတ်ထမှုအောက်မှာရှိရဲစီးတဲ့ကန်တွေလိုရဲပါတယ်ပေါ့နော်ဒါတော့ကလေးကတိတ်မကဲရှာပါဘူးလို့နော်ဒါကိုချူကအညာမှာလို့အဲ့ဆောက်ရှောက်ပြီးတာပေါ့နော်ဒီကပြောပါလွတ်လက်ကဲနောက်လည်းကျတော့လွတ်လက်ပြန်ပြီးတော့လေ့ကျင့်နော် free style နဲ့ပေါ့နော်တခုပြောချင်တာကလူငယ်ဘဝမှာလူငယ်လိုပဲဖြတ်သန်းပါပြောမယ်ရွှေမယ်ခံစားမယ်လို့ဆရာရှိတာအကောင်းဆုံးဆက်လုပ်မယ်ပေါ့နော်အာမခံလာပြီးတော့အရင်ထိုက်ပြီးတော့နေနေပေါ့နော်ပြောရှင်းရှင်းလွတ်လပ်ပဲကိုချူလည်းကရပဲကိုချူလည်းကကိုင်းနေရပဲဒီတစ်ပိတ်လည်းကရပါပဲပေါ့နော်အားလုံးကပြောရှင်းရှင်းနဲ့လည်းကောင်းပါတယ်ဒီဆိုတော့လည်းကောင်းပါတယ်ပေါ့နော်ဒါပုံမှန်လို့ခေါ်ပါတယ်ဒီလိုပန်လေးနဲ့ဆိုးပါဘူးပေါ့နော်တကယ်ကောင်းနေပါပါတယ်ကိုချူကလေးကရအကြည့်ကြည့်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကိုချူကတော့ဒီလိုကိုချူကဒီကမှာအကောင်းကျေးဇူးပါတော့ပါပေါ့နော်ကိုချူရှိမှပြောခဲ့တဲ့ဟာလေးကိုကိုချူရဲ့ဒီမှာမှန်းခဲ့ပေးပါပေါ့နော်